ဟုတ်ကဲ့ဗျမင်္ဂလာပါဘောနော်အဘမင်းသင်္ခါရှိကတင်ယူဘောနော်ထားတဲ့ပညာရပ်ပေါင်းရသွားတာထဲရပါနော်အဲ့တော့အဘရှိကတင်ယူထားတဲ့ပညာရပ်ပေါင်းများစွာအတွင်းကမှလူအမေအများဆုံးပဲဘောနော်ဘာတွေများလက်မိလဲဆိုရင်ငွေခက်ခဲရှိတုံးကတော့ရှော့ရှူရှူလာယူရတယ်ပြန်လဲတောင်းရောဟိုရွှေ့ဒီရွှေ့နေပေါ့နော်မပေးဘူးပေါ့ဗျာအဲ့တော့အတူချုံးပြီးပြောရမှာဆိုရင်အကျွေးအမြန်ဆုံးပြန်ရတဲ့ဒီပေါ့နော်အဲ့တော့နီးတွေကတော့အများကြီးပဲအစုံပဲအဲ့ထဲမှာအလွယ်ဆုံးနီးပေါ့ဗျာဘာလဲဆိုရင်မြေစာမြက်ရဲစာကလေးတွေကိုအစာကျွေးတယ်ပေါ့နော်ဟိုစပါလို့ရအဲ့နှစ်ခုကိုဖူးပြီးတော့ချီရတယ်ချီပြီးတော့မြေစာမြက်နဲ့စာကလေးအစာပေါ့နော်စပါတွဲတွဲတစ်ခါချီနောက်တစ်ခါအဲ့လိုပဲမြေစာမြက်ရနောက်တစ်ခုကစပါတွဲရတွဲချီနှစ်တွဲပေါ့ဗျာဟုတ်ပြီနော်မြေစာမြက်စာကလေးစပါတွဲတွဲတော့ပူချီတာတစ်ခုရနောက်တစ်ခုလည်းအဲ့လိုပဲနှစ်ခုချီရမယ်တစ်ခုကိုအိမ်ရှိမှာချိတ်ဆွဲပြီးတော့မှထားမောင်ဖြူရှိရငွေများအမြန်ပြန်ရပါစေနောက်ပြီးတော့လေအိမ်တော်ပြပါလေအဲ့လိုပဲတွဲကိုချီပြီးတော့ချစ်မယ်နော်ချစ်တဲ့ခါမှာလည်းအဲ့လိုပဲမောင်ဖြူရှိရငွေများအမြန်ပြန်ရပါစေပေါ့နော်အဲ့လိုပြောပြီးစုတော်နဲ့ချိတ်ထားရင်မကြောက်ဘူးဗျတကူတော့ပြောဗျာဘာများပေါ့နော်ကိုဟာလဲဆိုရင်ကိုယ်တိုင်ရလဲပေါ့နော်ဖျားရှိကိုယ်တိုင်မောင်ဖြူကကျမ်းမှာဆန်းသာပြီးစီးပွားတွေအမြန်အောင်မြင်ပြီးတော့ငါအကျွေးတွေအမြန်ပြန်ဆက်နိုင်ပါစေလို့လည်းစုလဲစုတော့ပါလေဟုတ်ကဲ့အဘရှိရတင်ထားတဲ့ပညာပေါင်းများစွာတဲ့ကမှာအကျွေးအမြန်ပြန်ဝင်နေပြီပါဗျာဟုတ်ကဲ့ကျွန်တော်ကတော့ဟမ်စပါခင်ဗျာ